မင်္ဂလာပါတရုတ်ဝါကျဖွဲ့စည်းပုံတွေကိုဒီနေ့ကိုတစ်ခုလေ့လာကြရအောင်ဒီနေ့လေ့လာရမယ့်ဝါကျပုံစံက我要ကရိယာ了我要了ငါလုပ်တော့မယ်ဆိုတဲ့ဝါကျဖွဲ့စည်းပုံဖြစ်ပါတယ်ငါလုပ်တော့မယ်ငါစားတော့မယ်ငါသွားတော့မယ်ငါအိတ်တော့မယ်ဒါတွေကိုပြောချင်တဲ့အခါမှာ我要နောက်မှာကိုလုံးမဲ့ကရိယာကိုထည့်ပြီးတော့သုံးလို့ရပါတယ်我要了ဒါလေးကို老师နဲ့တူတူသုံးခေါက်တူတူလိုက်ပြောပေးပါ我要了我要了我要了ငါလုပ်တော့မယ်ရောက်ရဲ့နောက်မှာကရိယာထည့်ပြီးမှငါတခုခုလုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ရပါမယ်我要了ဆိုတဲ့အဓိပ္ပာယ်နဲ့တော့ငါလုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်မရဘူးဒါလေးကိုတော့မှတ်ထားပေးပါအခုနမူနာဝါကျတွေဖွဲ့စည်းဖို့အတွက်ကရိယာအချို့ကို老师ပြင်ဆင်ပေးထားပါတယ်ဒါလေးတွေကိုအတူတူလိုက်ပြီးတော့လေ့လာရအောင်老师ကတစ်ခေါက်ဆိုပေးမယ်သုံးခေါက်လိုက်ဆိုပေးပါ回家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 ရဲ့အဓိပ္ပာယ်ကအိမ်ပြန်သည်အိမ်ပြန်သည်ငါအိမ်ပြန်တော့မယ်ဆိုရင်我要回家了我要回家了我要回家了ငါအိမ်ပြန်တော့မယ်ငါအိမ်ပြန်တော့မယ်ကိုဝါကျဖြစ်ဆိုကြည့်အောင်我要回家了နောက်ထပ်တစ်လုံးက睡觉睡觉睡觉အိတ်ဒီအိယာဝင်ဒီငါအိတ်တော့မယ်ငါအိယာဝင်တော့မယ်我要睡觉了我要睡觉了我要睡觉了ငါအိယာဝင်တော့မယ်ဒါလေးကိုပြန်ပြောပေးပါ我要睡觉了我要睡觉了နောက်ထပ်တစ်လုံးက休息休息休息အနားယူသည်အနားယူသည်ကိုအတူတူလိုက်ပြောရအောင်休息休息休息အနားယူသည်ငါနားတော့မယ်ငါအနားယူတော့မယ်ဒါကိုတရုတ်လိုပြောရအောင်我要休息了我要休息了我要休息了ငါနားတော့မယ်ဒါကိုတရုတ်လိုပြန်ပြောရအောင်我要休息了我要休息了နောက်ထပ်တစ်လုံးကထမင်းစားသည်吃饭吃饭吃饭ထမင်းစားသည်ဒါလေးကိုပြန်ပြောရအောင်ထမင်းစားသည်吃饭吃饭吃饭ထမင်းစားသည်ငါထမင်းစားတော့မယ်我要吃饭了我要吃饭了我要吃饭了ငါထမင်းစားတော့မယ်ငါထမင်းစားတော့မယ်ကိုတရုတ်လိုပြန်ပြောရအောင်我要吃饭了我要吃饭了နောက်ထပ်တစ်လုံးကရေတောက်သည်喝水喝水喝水ရေတောက်သည်ရေတောက်သည်ကိုတရုတ်လိုပြောရအောင်喝水喝水喝水ရေတောက်သည်ငါရေတောက်တော့မယ်我要喝水了我要喝水了我要喝水了ငါရေတောက်တော့မယ်ငါရေတောက်တော့မယ်ဆိုတာကိုတရုတ်လိုပြန်ပြောရအောင်我要喝水了我要喝水了我要喝水了နောက်ထပ်တစ်လုံးကအိယာထသည်起床起床起床အိယာထသည်အိယာထသည်ကိုတရုတ်လိုပြောရအောင်起床起床起床
ငါအိယာထားတော့မယ်我要起床了我要起床了我要起床了ငါအိယာထားတော့မယ်ကိုတရုတ်လိုပြန်ပြောရအောင်我要起床了我要起床了我要起床了နောက်ထပ်တစ်လုံးကသွားတိုက်သည်ကိုတရုတ်လို刷牙刷牙刷牙သွားတိုက်သည်ငါသွားတိုက်တော့မယ်我要刷牙了我要刷牙了我要刷牙了ငါသွားတိုက်တော့မယ်ကိုတရုတ်လိုပြန်ပြောရအောင်我要刷牙了我要刷牙了我要刷牙了နောက်ထပ်တစ်လုံးကမျက်နှာတစ်တီကိုတရုတ်လို洗脸မျက်နှာတစ်တီကိုတရုတ်လိုတူတူလိုက်ပြောရအောင်洗脸မျက်နှာတစ်တီမျက်နှာတစ်တော့မယ်我要洗脸了我要洗脸了我要洗脸了ငါမျက်နှာတစ်တော့မယ်ဆိုတာကိုတရုတ်လိုလိုက်ပြောရအောင်我要洗脸了我要洗脸了我要洗脸了နောက်ထပ်တစ်လုံးကရေချိုးသည်ကိုတရုတ်လို洗澡ရေချိုးသည်ကိုတရုတ်လိုလိုက်ပြောရအောင်洗澡ငါရေချိုးတော့မယ်我要洗澡了我要洗澡了我要洗澡了ငါရေချိုးတော့မယ်ကိုတရုတ်လိုလိုက်ပြောရအောင်我要洗澡了我要洗澡了我要洗澡了ခုနကပြောသွားတဲ့ကရိယာတွေနဲ့ဝကျဖွဲ့စည်းပုံကိုတေချာမှတ်ပါတေချာရပြီဆိုမှအခုလေ့ကျင့်ခန်းလေးကိုလုပ်ပါပထမဆုံးလေ့ကျင့်ခန်းလေးကငါအိတ်တော့မယ်ကိုတရုတ်လိုဘယ်လိုပြောရလဲဖြည့်ကြည့်ပေးပါဟုတ်ပါတယ်ငါအိတ်တော့မယ်ဆိုတာကို我要睡觉了နောက်ထပ်တစ်လုံးငါထမင်းစားတော့မယ်တရုတ်လိုဘယ်လိုပြောရလဲဟုတ်ပါတယ်我要吃饭了我要吃饭了နောက်ထပ်တစ်လုံးငါအိယာထားတော့မယ်တရုတ်လိုဘယ်လိုပြောရလဲ我要起床了我要起床了ငါအိယာထားတော့မယ်ငါရေချိုးတော့မယ်ဒါကိုတရုတ်လိုဘယ်လိုပြောရလဲ我要洗澡了我要洗澡了ငါနားတော့မယ်နားယူတော့မယ်ဒါကိုတရုတ်လိုဘယ်လိုပြောရလဲဟုတ်ပါတယ်我要休息了我要休息了ငါအိမ်ပြန်တော့မယ်ဒါကိုတရုတ်လိုဘယ်လိုပြောရလဲဟုတ်ပါတယ်我要回家了ဒီနေ့သင်ခဲ့တဲ့ဝကျဖွဲ့စည်းပုံက我要了ငါလုပ်တော့မယ်ဆိုတဲ့ဝကျဖွဲ့စည်းပုံမှာဒီဝကျဖွဲ့စည်းပုံလေးကိုသိထားတဲ့ကရိယာလေးတွေထည့်ပြီးတော့နောက်ထပ်မြောက်များစွာသောဝကျတွေကိုဖွဲ့စည်းလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှက်ရှက်大家